င်္ဂလာပါရှင်ဒီနေ့မှာတော့စိတ်အေးနဲ့နားထောင်လို့ကောင်းမဲ့မပြန်နိုင်တဲ့ငှက်ကလေးတစ်ကောင်အကြောင်းပုံပြင်လေးကိုမျှဝေခြင်းပါတယ်ဒီပုံပြင်ကကိုတန်ဖိုးမရှိဘူးလို့ထင်နေတဲ့သူတွေမဖြစ်နိုင်ဘူးလို့ထင်ပြီးအားလျော့နေတဲ့သူတွေအတွက်အထူးသင့်တော်တဲ့ပုံပြင်လေးပါအခုတော့စိတ်ကိုအေးထားပြီးပုံပြင်လေးကိုစတင်နားထောင်ကြရအောင်နော်တော့အနက်အလယ်မှာငှက်ကလေးတစ်ကောင်နေလာတယ်အခြားငှက်တွေကမိုးကောင်းကင်အထိလွတ်လပ်စွာပြန်တန်းနိုင်ကြပေမဲ့ဒီငှက်ကလေးကတော့မွေးတွေကအတောင်သေးပြီးဘလို့ကြိုးစားမပြန်နိုင်ဘူးမနက်တိုင်းသူ့မိတ်ဆွေငှက်တွေပြန်တက်သွားတဲ့အခါငှက်ကလေးကအောက်ကနေမိုးကောင်းကင်ကိုကြည့်ရင်နှလုံးသားထဲမှာစိတ်မကောင်းဖြစ်နေတတ်တယ်ငါလဲသူတို့လိုပြန်နိုင်ရင်ဘယ်လောက်ကောင်းမလဲလို့သူ့ကိုယ်သူမေးနေတတ်တယ်ဒီနေ့မှာတော့တောအတွင်းမိုးရမ်းရွာလာတယ်လမ်းပေါ်မှာပရွက်စိတ်လေးတွေရေကြီးပြီးရေနစ်မလို့ဖြစ်နေကြတယ်အခြားငှက်တွေကမိုးကြောင့်ပြန်သွားကြပြီးဒီအရာကိုမမြင်နိုင်ခဲ့ကြဘူးဒါပေမဲ့မြေပြင်နဲ့နီးနေတဲ့မပြန်နိုင်တဲ့ငှက်ကလေးကတော့အရာအလုံးကိုမြင်လိုက်တယ်သူကတိရွက်လေးတွေကိုယူပြီးပရွက်စိတ်လေးတွေရေမဝင်အောင်လမ်းဖန်တီးပေးခဲ့တယ်အချိန်နည်းငယ်ကြာပြီးနောက်ပရွက်စိတ်လေးတွေအားလုံးလုံခြုံစွာလွတ်မြောက်သွားကြတယ်ဒီအဖြစ်အပျက်ကိုတောထဲကတရိတ်ဆန်တွေမြင်လိုက်ကြပြီးငှက်ကလေးကိုချီးကျူးကြတယ်မင်းကမပြန်နိုင်ပေမဲ့မင်းရဲ့စိတ်ကယူနာနဲ့တတိကတောထဲမှာအရေးကြီးဆုံးပါပဲလို့ပြောကြတယ်အဲ့ဒီနေ့ကစပြီးငှက်ကလေးကကိုမရှက်တော့ဘူးသူနားလေသွားတယ်ပြန်နိုင်ခြင်းထက်ကိုပိုင်တန်ဖိုးကိုသိခြင်းကပိုအရေးကြီးတယ်ဆိုတာကိုဒီပုံမြင်ကကျမတို့ကိုဒီလိုသင်ပေးပါတယ်လူတိုင်းမှာသူတယောက်စီရဲ့အားသာချက်ရှိတယ်ကိုမှမရှိဘူးလို့ထင်တဲ့အရာကတနေ့မှာကိုရဲ့အင်အားဖြစ်လာနိုင်ပါတယ်ကိုယုံကြည်လာတဲ့အချိန်မှာဘဝလည်းပြောင်းလဲလာပါတယ်ဒီပုံမြင်လေးကိုနားထောင်ပြီးသင်နှလုံးသားထဲမှာအေးချမ်းမှုနည်းနည်းရခဲ့ရင်ကိုယုံကြည်ဖို့အားတစ်ခုရခဲ့ရင် like လုပ်ပေးပါ comment မှာခံစားချက်ကိုမျှဝေပေးပါပြီးတော့ပုံပြင်တဲ့သင်ခန်းစာအသစ်တွေကိုမလွတ်အောင် subscribe ပြီးလုပ်ထားလိုက်နော်နောက်ပုံမြင်တွေမှာထပ်မံတွေ့ဆုံကြပါစို့ကျေးဇူးတင်ပါတယ်ရှင့်